မနက်6ခွဲလောက်ကြီးလောက်ကြီးထိ already ဖြစ်နေရတဲ့အကြောင်းရင်းကဘူးလည်းအရင်ကြီးကောင်းလို့ပါ When the sun turns hazy, I'm hanging with all my friends, ready or not, here we come for you. ကိုယ်ရဲ့အိမ်ရောက်ပါပြီမနက်စားကနန်းကြီးတော့နည်းနည်းစားလာဆိုတော့ဒါလေးပဲနဲ့တောက်တော့မယ် construction break မိုးနာရီကြီးရေမဖတ်တော့ရဲ့မြင်တော့လဲစားခြင်းမလားဆိုတော့နောက်ထပ် breakfast ဆက်ရအောင် ကျန်တဲ့ item နဲ့လုပ်ရှိရတယ်။ဒူနာတာ။ဒီညအရန်မှာတာရတာစားရောက်ခလေးရလေကားပေါ်ကဆက်လိုက်ခဲ့ရစိတ်ပြီးတော့အေးနေရပါဒီ January လောက်ဖြစ်လို့လည်းပါမယ်ထင်တယ်အခုဒီရှိမှဆိုရင်လည်းရေကူးကန်လေးနဲ့ဒီမှာဆိုရင်လည်းရေကူးကန်လေးမှာရေကူးကန်လေးရှိရပြီးရင်ဟိုဘက်မှာကဒါဟို breakfast စားရနေရလေဒီဘက်ချမ်းနေမှာဆိုရင်လည်းတောင်ကုန်းတောင်တန်းလေးနဲ့အဲ့လိုမျိုးကုန်းမြင့်နေရလေးဖြစ်နေတာမနက်ကထွက်လာတော့က9နာရီပဲ breakfast စားနေဆို10နာရီလောက်ပဲထားပါဒီကိုခွဲလောက်ရောက်လာဆိုတော့ရန်ကုန်ကနေပြီးတော့တနားခွဲလောက်ပဲမောင်းလာတယ် Facebook ထဲမှာကြည့်လိုက်တော့ကဘဲကြီးချက်တီတွေ့တယ်အဲ့တော့ဘဲကြီးကအဲ့လိုမျိုးအုပ်လိုက်ကြီးတွေ့လိုက်တယ်တပ်ပုံထဲမှာဘဲကြီးခုနလိုက်ရှာနေဘဲကြီးတွေ့ပြီးအခုဟောညာကြီးအုပ်လိုက်ကြီးအဲ့ဒါတဲ့အကောင့်နဲ့ဗီဒီယိုကြီးလည်းနည်းနည်းကြည့်နေကြဖြစ်တဲ့လူတွေဆိုပြီးတော့မှထင်တယ်ကြိတ်ရယ်ဘဲရယ်ဒီနေ့အရင်ချက်တာတကယ်ကရေကူးချင်တာရေကူးရင်းကြီးကိုအစားထည့်လာသေးရဲ့ပြီးတော့မှမကူတော့ပါဘူးလေဆိုပြီးပြန်ပြန်ထားခဲ့အခုကရေကူးဖို့အတွက်အင်ဂျီရန်ဘားလာဘူးကဲနေရမယ့်အိမ်တော့ရောက်ပြီအိမ်ကတော့တူလဲအိမ်ကြီးပဲဒါကအရှိပန်ပေါ်တီကူလေးပါထိုင်ကုန်လေးတွေရှိရဲပြီးရင်ဒီဟာဝင်လာတယ်ဆိုရင်အချေကြီးပဲဒါဆိုရင်ရှေးဟောင်း decoration တွေနဲ့ပြီးရင်ဒီဘက်မှာဆိုလည်းမှန်တင်ကုန်လေးရှိရဲ twin bed နဲ့အခန်းတစ်ခန်းရှိရဲအေးနာပဲအခုလည်း housekeeping ဝင်တာဒီဘက်မှာလည်းအခန်းတစ်ခန်းရှိရဲ bathroom အကုန် fully attached အခုမှ first reaction ရိုက်ပြနေရဟင်းနေကမွေးနေတာပဲဒါတော့ဗာချက်တော့ဆန်းမမသိဘူးဒါငါချိုချင်းနှစ်ပွဲရဲ့ဘန်ကောက်ဘီကျော်ရဲ့ဒါကပဲဟင်းထက်လည်းပဲကြဆန်းမသိဘူးမွေးနေတာပဲဟင်းနေက9နာရီလောက်ကမှ breakfast နောက်ဆုံးစားတာအခု7နာရီရှိပိုက်ပြန်စားလာပြီတာကူလေးဆိုတော့ မုတ်တယ်တကူကြီးတကူရောက်လာ ။ဝင်နေရအိဒီယာကနေနဲ့ဖဲ့နေရ။ရန်ကောင်း ကောင်း တယ် တယ် အပြင်ကုန်ကြွကြွ ဟာ လေး လေစားရတယ်ကျွန်တော်သုံးလို့ရှိနေ ။ကျောင်းကအိဒီယာဆို အပြင်ကုန်ကြွကြွလေးအတွင်းကပျော့လေး ဒီအထဲမှာဆိုလေဘာ only but အဲ့လိုတူတူရလာလေနမကင်းတော့စားကုန်တော်တော်စားလို့ကောင်းဘူးလည်းဘယ်မှာလဲ full blow ဖြစ်တယ်မမကင်းကိုအစားထည့်လာဒါပေမဲ့အောက်ကနေပြီးတော့တောက်အပြင်ကုန်ကြီးအပေါ်ဒီအောက်ဖက်ရကြွကြွလေးမဒီအတွင်းဘက်ကကိုပျော့လေး only but လေးတော်တော်စားလို့ကောင်းပိရှိနိုင်နေတနာပါရဲ့တို့မှာညနေစားလို့တောက်လို့ပြီးပါပြီနိုင်နာသေးခုမိတ်ကပ်ပြင်ပြီးအင်ဂျီလေးလူရတဲ့ချက်ချင်းနဲ့ဟိုရှော့အတွက်ရိုက်ဆရာရှိရလေးရိုက်တယ်ခင်းနေပြီးသွားတော့ညကြရင်တော့ဘုံမနာတော့မယ်ဒီမှာဘူးလေတစ်ခုလုံးပတ်ပြီးတော့လက်ပေါ်လိုက်ရိုက်ငါချင်းတောင်းတစ်ခုကိုင်းညော့ဒါဆိုရင်မသိရတော့အုပ်ထဲကအဲ့လိုမျိုးဆိုင်လေးတစ်နေရာအဲ့လိုမျိုးနက်ဖွဲ့ထားတဲ့နေရာလေးတစ်ခုရောက်သွားလို့မျိုးပဲဒီကိုရောက်လာတော့တနေ့ပုံလုံးမနက် breakfast ဆေးရနေပြီးတော့ညမအိတ်ခင်ဒီအစားအသောက်မပြတ်စေရဘူးဆိုတော့ဒီမှာလက်ဖက်တော့တလားလောက်တပကံကြီးရယ်ဒီဘူးသီးကျော်တပန်းကြီးရယ်ကိုလာပို့လာတယ်ဟိုဘက်ပကိုးကြီးသွားပြီးတော့မုတ်တယ်အထုပ်လိုက်နှစ်အိတ်ဝယ်ထားသေးရယ်ဘူးလေတ냐အိတ် trip လေးလာလိုက်တာ 3kg လောက်ဝေးတက်ပြီးတော့အိမ်ပြန်သွားရမယ်ဆိုတော့အဲ့ဒါတော့မဖြစ်အဆင်ပြေသေးဘူး
buffet ကျွေးရဲ့ဘိုင်းနဲ့ဟိုလာပို့တာတကယ်အခုညနေဘက် commercial ရိုက်ချက်ရှိရတဲ့အကောင်လုံးရိုက်အလုပ်တွေအကောင်လုံးပြီးတော့ဒီက Polygo အောက်မှာကလကလထိုင်နေတယ်လဲပြီးနေတယ်အရှိရမြခင်းမြစင်းစင်းကိုကြည့်နေနဲ့အိုးလောက်တော့မှဖိတ်ချမ်းလာကြကောင်းလိုက်ပဲဒါဒီဥဒ္ဒဝလည်းအဲ့မဲ့ပေါ်ဒီပေါ်မှာထွက်ထိုင်နေတာစိတ်ပြီးတော့အေးရတာတော်တော်လေးပဲနေလို့ကောင်းတယ်အဲ့ဒါမှထိုင်နေနေပဲဗီဒီယိုလေး edit နဲ့လုပ်ဆရာရှိရလေးလုပ်နေတာနေ့ပြန်တွေ့ပါမယ်။ဦးကမနက်၈နာရီရှိပြီ။လူကြီးကောင်က review စားနေကြပြီ။တယောက်တည်းခုနကမှလူတွေကလည်းမျက်နှာတက်ပြီးတော့ review လိုက်စားလို့ပေါ့နော်။ view လေးကိုတစ်ချက်ပြတ်မယ်။ဒီဆင်ဝင်ရနေပြီးတော့အရှိမ view လေးစိုင်းမိရဲ့မျက်ခင်မြင်စိစိကိုလှမ်းပြီးမြင်နေရတာ။ဟုတ်တယ်တော့ခေါ်တော့ဒါကတော့ဘူးလေအရင်မနက်ခင်းလေးပါမနေ့ကတနေ့ကအစားနဲ့ပစနဲ့မပြတ်ပဲနဲ့ကြောက်ရှောက်စားတာအခုမနက်လည်းညောမျက်နှာကြီးဖောင်းနေတာပဲယူရဆိုမင်းရင်အေးနေရမို့ဒါပေမဲ့မြူလေးစားရမြခင်းပြင်းချတယ်မှာဒါက breakfast ဆောင်းမနေရပါတော့ဒီရှိပဲbreakfast လိုက်စားပြီးတော့ပြီဆိုတော့ဒီ2မှာ vlog ကိုအဆုံးသတ်လိုက်ပါတော့မယ်အခုကတော့အထောက်တွေပြင်ပြီးရန်ကုန်ပြန်တော့မယ်ပေါ့နော်ဒီမှာနေတဲ့တောက်ချောင်းလုံးကလည်းဘယ်နေရာပဲကြည့်လိုက်အဲ့လိုမျိုးခက်မြန်လေးနဲ့အဲ့လိုမျိုးတန်ကုန်ကုန်းရင်လေးနေလိုက်မြင်လိုက်နဲ့မြင်နေရရှင်ပြီးတော့တစ်ပန်းမှန်နေဆင်းဆင်းဆူဆူနေပေါ့နော်စိတ်ကိုလုံးဝ relax ဖြစ်စရာလေးပဲအဲ့တော့ကိုကရန်ကုန်မြို့နယ်မင်းမွေးနေရတခုမှအဲ့လိုမျိုးအပန်းဖြေစရာနေရာလေးကိုယ်စလေးကိုရှာနေဆိုရင်ကတော့လက်အင်းကိုတစ်ခါတော့အလဲလာကြည့်ပါရှင်အားလုံးမနောက် vlog ဒီမှာပြန်ကြည့်ကြပါမယ် bye bye